ကျွန်တော်လူမျိုးမှာခက်တာလားကြံခိုးစားတဲ့လူနဲ့ကြံပိုင်ရှင်နဲ့ဖြစ်တယ်လို့ဖြစ်နေကြံတွေကခြံထဲမှာခဏခဏပြောက်တော့ကြံပိုင်ရှင်ကလန့်သွားအောင်ဆိုပြီးတော့ခိုးစားတဲ့လူကိုဆိုင်းမှုကောက်ထောင်လိုက်ကြံတစ်စစ်ထောင်တစ်နှစ်လို့ကောက်ထောင်လိုက်ကြံတွေကဆက်ပြောက်တာအခိုးခံရတယ်ညာတိုင်းဖြစ်တခိုးကပြန်ရေးသွားတယ်မိချစ်တဆန်ကြံတစ်ချံမိချစ်နဲ့ရှုလိုက်အဲ့ကြံဆန်ကုန်သွားမယ်ကြံပိုင်ရှင်လန့်သွားပြီးတော့ကောက်ခါနောက်နေ့ကျချက်ချင်းရှောက်လိုက်ရတယ်တချောင်းတလီစားပါလေဆိုင်းမှုလေးပြန်ထောက်ခိုးစားတဲ့လူကပြန်ရေးသွားတဲ့မိနိုင်တို့မရိုင်းအဲ့ဒီလူဖြစ်နေတယ်ပြိ